ဈေးကွက်ဝင်ခွေးမျိုးစားပေါင်းများစွာကိုဖမ်းဆီးခိုးယူရောင်းစားနေတဲ့အိမ်တွင်းကနေ Labrador Retriever လေးတစ်ကောင်ထွက်ပြေးလာပါတယ်။လယ်ဘေးမှာအသင့်ပါလာတဲ့ဆွဲတူးလေးရသူ့နာမည်ကိုကီတန်လို့အမည်ရပြီးပထမသူတွေလက်ကလွတ်မြောက်လာအပြီးမှာတော့သူမှတ်မိနေတဲ့နေရာသူနဲ့သက်ဆိုင်မဲ့နေရာတစ်ခုခုရှာဖွေရန်အာယူအိတ်ဆက်လိုက်ပါတယ်။ပိုင်ရှင်နဲ့ကင်းကွာလာတဲ့ချာလီအတွက်လေးပတ်လေးလံကအန်ရီကြီးပဲဆိုပေမဲ့သူ့ရဲ့နှုတ်လက်မှုအတွက်သူ့ရဲ့နားခိုရနေရာကိုဇက်တိုက်ရှာဖွေရင်ရက်ကွက်တစ်ခုတွင်ဝင်ရောက်သွားပါတယ်။ထိုရက်ကွက်အတွင်းမှာဖြစ်တယ်လို့နေထိုင်ပြီးဘဝကိုရောသူ့အခန်းကိုပါပြန်တိုက်ခိုက်နေရတဲ့ဒါမှဆိုတဲ့လူတဦးဟာနှိုးဆက်မမြည်ခင်နိုးလာလေးရှိပြီးသူ့အမိပြောဦးသလိုမနက်ခင်းမှာမှတ်တဲ့အိမ်မက်ကအမှန်တကယ်ဖြစ်လာတတ်ကြောင်းတွေးနေပါတယ်။တလောကလုံးကအမှားသူကသာအမှန်လို့မှတ်ယူထားသူဒါမှရဲ့ရက်ကွက်ထဲရောက်လာသူကတော့ဇလိုက်ကျော်ချာလီပဲဖြစ်ပါတယ်။လူသိရောလူဟော်ရောတယောက်နဲ့မှအစင်မပြေတတ်တဲ့အပြင်ရောနောနေလေးမရှိသူဒါမှထံအလုတ်တင်ဝန်ထမ်းတူလာရောက်အနံသွားပါတယ်။ထိုဝန်ထမ်းဟာလမ်းမှာစပိန်ဘိန်းပေါက်လို့အကူအညီတောင်းတင်ကသူဥပိ္ပကပြုတ်ခဲ့တဲ့လူပဲဖြစ်ပြီးအလုတ်ထဲကလူတွေကတော့ဒါမှနဲ့ဆိုဘာမှတင်ဝင်ရမှာမဟုတ်ကြောင်းဒီလိုပြောဆိုနေကြပါတယ်။ဒီလိုနဲ့အိမ်ပြန်ရောက်လာတော့ရက်ကွက်ထဲမှာတက်ကြီးရွယ်ဦးတယောက်ကဒီညနားပူအောင်ရှိုးပွဲလုံးမဲ့အစီအစဉ်ကိုတွားရောက်တားမြစ်ဖို့ပူပေါင်းရန်ပြောတော့လဲစိတ်မဝင်သားတာမို့ပုံမှန်တိုင်းအစဲစုခန့်မျက်နှာလွှဲလိုက်ပြန်ပါတယ်။သို့ပေမဲ့ပြောင်းဦးတန်တွေဒီဝိုင်းတန်တွေကြောင့်ကောင်းကောင်းအိမ်လိုမရသူကတော့ဒါမှရောချာလီပါဖြစ်ပါတယ်။ဒါကြောင့်တောက်စာကခုန်နေကြတဲ့ street set တစ်ခုလုံးကိုတစားစီတွားရောက်ဖျက်ဆီးပြပြီးနောက်ကျက်ပေါင်တစ်ချောင်းကိုက်ကပြန်ထွက်လာတဲ့ဒါမှနောက်ကိုအစာရှာနေတဲ့ချာလီကလိုက်လာခဲ့ပြီးဒါမှမြောင်းနဲ့ပြစ်လိုက်တဲ့ကျက်ပေါင်ကိုအောင်မြင်စွာတုံးဆောင်စားတော့ခဲ့ပါတယ်။ငယ်စဉ်ကခီးသွားဖို့အတင်းလာနိုးတဲ့ညီမဖြစ်သူနဲ့ခရီးကိုမလိုက်ချင်တဲ့ဒါမှအားရီအေးတွေအရမ်းမတော့ဖို့အစားတိတ်ချစားဖို့မှာကထွက်သွားတဲ့မိဘတွေကိုအိမ်မက်မှတ်ရင်ဒါမှတယောက်လန့်နိုးလာပါတယ်။ပုံမှန်အတိုင်းလုပ်သွားရင်ပုံမှန်ပြစ်နေကြအိမ်ရှိအမိုက်ပုံကိုပြစ်တဲ့အခါအသင်းဝင်အိတ်နေတဲ့ချာလီရဲ့ခေါင်းပေါ်ကျလာပါတယ်။ရက်ွက်ထဲမှာတော့ဒါမှကိုဟစ်တလာလို့အမိပြောင်ပေးထားပြီးခမင်းမစားပဲစိုးနေတဲ့ကလေးတွေအတွက်ဒါမှနဲ့၆လန့်ကြပါတယ်။စုတောင်းမှဖြည့်ဆည်းပေးတယ်ဆိုတဲ့ဖျားသခင်ကိုလည်းအယုံကြည်မရှိသူဒါမှရဲ့နောက်မှာကံကောင်းသေးတဲ့တတဝါလေးတစ်ကောင်ကတော့ရှောက်လိုက်နေပြီဖြစ်ပါတယ်။တရွာလုံးနဲ့မတည့်ပေမဲ့ရက်ွက်အစွန်လက်ဖေးဆိုင်ကတက်ကြီးရွယ်ကိုလည်းမရကတော့သူစင်းလေးနဲ့မုတ်ပေါင်းနှစ်ခုသွားဝယ်တိုင်းအဖိုးတစ်ခုထည့်ပေးနေကြဖြစ်ပါတယ်။ထိုးပူနေတဲ့မုတ်ပေါင်းတစ်ခုကိုနေ့စဉ်ပြစ်ထုတ်နေရတဲ့ဒါမှကြောင့်ပဲချာလီအတွက်တော့မနက်စာကောင်းတစ်ခုဖြစ်လာပါတယ်။အိမ်နဲ့ဆက်ယုံရက်ကွက်နဲ့အငင်ဘွားဈေးလိမ့်နဲ့ဘီယာနေ့စဉ်နေ့တိုင်းထိုအတိုင်းမရိုးနိုင်အောင်ဖက်တန်းနေရတဲ့ဒါမှရဲ့ငယ်ဘွားဟာမိုးသီးထန်စွာရွာတဲ့နေ့မှာအလှည့်ပြောင်းဖြစ်ခဲ့ပါတယ်။ဒါမှတယောက်တည်းအိမ်မှာကြံနေခဲ့တဲ့အတွက်ခရီးကအလင်းမြန်ပြန်လာနေကြတဲ့မိသားစုတွေဟာခွေးတကောင်ကိုရှောင်ရင်တောင်ပေါ်ကထိုးဆင်းသွားခဲ့ပါတယ်။တိုက်ဆိုင်လာတဲ့ထိုမတ်ညံရဲ့အပြင်ကမိုးတန်ရဲနဲ့အတူခွေးကြီးတန်ကြောင်ထွက်ကြည့်တဲ့အခါမိုးရာခူနေတဲ့ချာလီကိုတွေ့တာနဲ့ခြံပြင်မောင်းထုတ်ပြီးခြံတကားပိတ်လိုက်ပါတယ်။တို့ပေမဲ့နောက်တနေ့မနက်ကျတူပနက်ကိုလာကိုင်းနေပြန်တဲ့ချာလီကိုထပ်မံမောင်းထုတ်ပြီးပုံနေတဲ့မုတ်ပေါင်းကိုလွှင့်ပစ်လိုက်ပါတယ်။ရက်ကွက်နဲ့ပနံမသိတဲ့ဒါမှတယောက်အိမ်နီးချင်းကဖိတ်ကြွေးတဲ့မနက်စာကိုတော့မစားပဲသူစားနေကြဆိုင်ကိုထွက်လာခဲ့ပေမဲ့ပိတ်ထားတာကြောင့်ဘိုက်စာနေတော့အစားအစာရှာမရတာကအတော်ဆိုးတဲ့ပြဿနာမှတီးလိုက်ပါတယ်။အဲ့ထက်ပူဆိုးတာကတော့သူ့နောက်ခက်လန်းလန်းကလိုက်နေတဲ့ချာလီကိုအခုမှသတိထားမိသွားပြီးဘာလို့လိုက်နေရလဲတွေးမရပဲအိမ်ထဲဝင်လိုက်လာရင်တော့တွေးပြီလို့တီးထားလိုက်ပါတယ်။တို့ပေမဲ့နောက်ကဗယံမတမောင်းလာတဲ့ဆိုင်ကကြောင့်နာနာချင်းချင်းအော်ဟစ်တန်တဲ့အတူသူ့နာထီတွင်းလာပြီးငိမ့်တက်သွားတဲ့ချာလီကိုကြည့်ရင်တုံးလုံးစွာနဲ့အိမ်ထဲပြေးဝင်ခဲ့လိုက်ပါတယ်။စိတ်ငြိမ်အောင်ကြိုးစားနေစဉ်သူငယ်စဉ်ကတည်းကတရက်မပြတ်သဘောကျသွားကြည့်နေတတ်တဲ့ချာလီချက်ပလင်ဟာခွေးချစ်တဲ့သူမှတတိထားမိလိုက်ပါတယ်။အိမ်ကြီးတွေကတော့ဆိုင်ကယ်ကိုခေါင်းထောင်ပြီးမောင်းနေကြဆိုင်ကယ်သမားကိုသာဒီဆိုင်နေကြပြီးပိုင်ရှင်မဲ့ချာလီကိုထိုတိုင်းပစ်ထားကြပေမဲ့ဒါမှကိုကြောက်တဲ့ကလေးမလေးကတော့ခွေးလေးကိုစေကံပုတ်ပြီးဖို့တောင်းဆိုနေပါတယ်။လမ်းထဲမှာအမိုက်ဖွာတာကအစမစီမဆိုင်ဒီခွေးပြစ်လို့လွှဲချပြီးအသက်ရှင်နေတဲ့တတဝါလေးကိုစီပင်ကအမိုက်လိုလာသိမ်းသွားမဲ့အထိမျက်နှာလွှဲနေကြပြီးမို့လူမိုက်ကြီးဒါမှတယောက်သူ့ဆိုင်ကယ်မှာလက်ကေအိတ်အဟောင်းတစ်ခုကိုချိတ်ဆွဲကနာကျင်နေတဲ့ချာလီကိုတဲယူခေါ်ဆောင်သွားပါတယ်။စိတ်မကောင်းဖြစ်လွန်းလို့သာခေါ်လာခဲ့ပေမဲ့ခွေးကိုလည်းမချစ်တဲ့ခွေးပိုင်ရှင်လည်းမဟုတ်တဲ့ဒါမှချာလီကိုဆိုင်ကယ်နဲ့တိုက်တဲ့တရက်ခံလို့ဆရာဝန်ကတားဆွဆွဲနေပါတယ်။ပြီးတော့တရက်၃ချိန်တိုက်ရမယ်ဆေးတွေထုတ်ပေးပြီးပြန်ခိုင်းနေတဲ့အတွက်ခွေးကသူ့ခွေးမဟုတ်လို့ခွေးချစ်တတ်ပုံရတဲ့ဆရာဝန်ကိုပဲအတင်းထိုးပေးနေပါတယ်။ဒိုင်ယာနဲ့ချာလီကလည်းသူ့စီပဲလာဖို့ပြင်နေတာမို့ခွေးကိုပြန်ခေါ်သွားပါမွေးစားတဲ့လူတွေရှိလာရင်အတိပေးပြီးလာခေါ်ခိုင်းနိုင်မယ်ဆိုပေမဲ့ရက်ကော့ကခွေးမွေးခွင့်မရှိဘူးလို့ပြောပြီးထားခဲ့လိုက်ပါတယ်။တို့ပေမဲ့ဒါမှပြန်ရောက်လာတော့ချာလီကိုစိတ်ပူနေတဲ့ကလေးမလေးကမျက်စိတောက်တောက်လိုက်ကြည့်ရင်အဝတ်နဲ့အုပ်ပြီးခိုးတယ်လာတဲ့ချာလီရဲ့အမိကတရန်ရန်မှုပပီလေးလိုလှမ်းပြောနေတဲ့အတွက်အချင်းချင်းနားလည်မှုယူလိုက်ပါတယ်။ချာလီအိမ်ရောက်လာကလေးကဒါမှရဲ့ပုံမှန်အမှုကျင့်နေရစတင်ပြောင်းလဲလာပါတယ်။တရက်ခွက်လုံးဘာပြောပြောဂီးမဆိုင်ခဲ့သူကအိမ်ရင်ဟောင်လိုက်တညလုံးဟောင်လိုက်လုံနေတဲ့ချာလီကိုအတန်တိတ်ဖို့ကြိုးစားရင်နှိုးစမ်းမမိခင်နိုးတတ်တဲ့အကျင့်မှာစပြက်လာပြီးအလုတ်ထဲမှာငိုက်လာပါတယ်။အိမ်ပြန်ရောက်တော့တဲ့ငကိုရှင်းလင်းနာခြင်းမရှိတဲ့ပစ္စည်းတွေဟာချာ
ာလီလက်ချက်နဲ့ပူပွားကုန်ပြီမို့ပန်းညံနဲ့ညာခေါ်ပြီးပစ်ထားခဲ့ပါတယ်။သို့ပေမဲ့အိမ်နီးချင်းကျေးဇူးရှင်လေးကတူမကြော်ဘူးအိတ်ထဲထဲတယ်လာပြီးပြန်လာမှုချာလီနဲ့သူ့ရဲ့ဆက်နွယ်မှုကအဆုံးမသက်သေးပါဘူး။ချာလီကြောင့်ပဲရက်ကွက်ထဲကကလေးတွေရဲ့တင်းတင်းပေါလုံးကိုမီးမရှိုးဖြစ်တော့သလိုကလေးတွေကိုခွေးရှိကြောင်မပြောဖို့နှုတ်ပိတ်လိုက်တော့လဲပြောသိအောင်ပြောလိုက်တာမို့ဒါမှခွေးမွေးထားမှသိတာကြပါတယ်။အလောက်ကပြန်လာတိုင်းပြောင်းစားနေအောင်ဖုန်းလေးရှိတဲ့ကောင်ပြောင်းနေရမှုလိုက်ကြတော့သူ့ပီယာရီတောက်ပြီးကောင်းနေတာမြင်လိုက်ရပါတယ်။တရက်စီးလို့ဝါလို့တောင်းကြနေတဲ့ချာလီကြောင့်ပဲ၄ရက်အတွင်းမွေးသားသူလှုပ်ပြီးမဲ့ပြောထားတဲ့ဆရာဝန်ကိုဆက်သွယ်တဲ့အခါဝါအောင်ကြွေးတာလှမမွေးသားမှာဆိုတဲ့အတွက်အမှန်ကန်ကျွင်းရင်တောင်းတနေပြန်ပါတယ်။အတော်လေးရွယ်ရောက်လာတော့ဆရာဝန်ကဓာတ်ပုံရယူရင်ချာလီကအမဖြစ်ကြောင်းနဲ့နောက်ထပ်ကလေးတွေကိုပါမမွေးခြင်းဂယူးဆိုင်ဖို့မာတာကြောင့်ဒိုင်ပါဆင်မေးရပြန်ပါတယ်။ဒီလိုနဲ့ဒီရက်ကျချာလီကိုမွေးမဲ့သူရှိနေပြီးအိမ်လိမ့်စာပို့လိုက်ဆိုတာကြောင့်ညနေ၄နာရီအမိအလုပ်ကပြန်လာခဲ့လိုက်ပါတယ်။အိမ်တကားဖုံးဝင်လိုက်တာနဲ့တခန်းလုံးရစရာမရှိအောင်ကိုက်ပြတ်ထားတဲ့ချာလီကြောင့်ဒေါသတကြီးဆုံးမဖို့ဖြစ်နေစဉ်ခွေးမွေးမဲ့လူတွေရောက်လာပြီးတစ်ဆင့်အစဆုံးနဲ့ချာလီကိုမြင်တဲ့အခါလှည့်ပြန်သွားပါတယ်။ပူတူးလာတဲ့ဒေါသကြောင့်တန်ပိုက်နဲ့ဆုံးဖြတ်တော့မဲ့အချိန်ရက်ကွက်ထဲကလူတွေအားလုံးဟာကလေးတွေရှိနေတဲ့ရက်ကွက်အတွင်းအန်ဒီယာရှိနိုင်တဲ့ခွေးမွေးထားတာကြောင့်လာရောက်အပြစ်တင်နေကြပါတယ်။ဒီတော့လူတွေပေါ်ကျူးလွန်ပြီးတော့မဲ့ဒေါသကိုသူ့အိမ်ကပိတ်ရဖွင့်ရမလွယ်တဲ့ချန်တကားကလန့်ပေါ်ပုံချလိုက်ပြီးဒါကကျုပ်ပိုင်တဲ့အိမ်နဲ့ကျုပ်ခွေးအတူတူဒီအိမ်မှာပဲနေမှာဖြစ်လို့ဘဲကောင်မောင်းထုတ်ရဲမလဲကြည့်မယ်လို့ကန်ပြောလိုက်တဲ့အခါအားလုံးယူကြောင်မှုကြောင့်နဲ့လှည့်ပြန်ကုန်ပါတယ်။ပြီးတော့ဆိုင်ကယ် BM မောင်းနေတဲ့ကောင်ကိုပါနောက်တစ်ခါလမ်းထဲအဲ့လိုမောင်းနေရတွေ့ရင်ဆိုင်ကယ်ရောလူပါတစားစီလုံးပြစ်မယ်လို့ချိန်ချောက်လိုက်ပါတယ်။ဒါပေမဲ့ချာလီနဲ့အတူနေလို့သိမရှိတဲ့အတွက်ဝေးသားမဲ့လူထက်ရှာခိုင်းတဲ့အခါ Facebook ပေါ်တင်ပြီးမှမို့ခွေးလိုက်စင်လုပ်ဖို့လိုလဲဆိုတာနဲ့လိုက်စင်ကမ်ရှိရထန်သွားပါတယ်။အားလုံးကကိုမိသားစုထက်တောင်ပပီလေးတွေကိုပိုချစ်ပိုပြီးဆိုင်နေကြတဲ့သူတွေကြတယ်။မဖြစ်မနေလိုအဲ့လိုရောက်လာသူဒါမှာကတော့ချာလီကိုစုတ်တက်ပြီးသားခေါ်ကနာမည်ကိုထိုအတိုင်းရေးခိုင်းပါတယ်။ဘာသာရီကျွေးတယ်ဘလို့တန့်ရှင်းလို့လဲဆိုတဲ့မေကုန်းတွေကိုစိတ်မရှိတော့တာနဲ့လိုင်စင်သာပြီးရန်တောင်းတဲ့အခါထုတ်ပေးတဲ့လူလဲလမ်းညွှန်စာအုပ်နဲ့စိတ်ဆိုးမှန်သူထုတ်ပေးလိုက်ပါတယ်။ဒီလိုနဲ့ချာလီအတွက်လိုင်စင်ရလာပြီးနောက်တစ်ရက်ပတ်လိုင်စင်ဌာနကလူတွေလိုက်လာကဒပီကာဆိုတဲ့မိန်းကလေးကတရိတ်ဆန်ကိုတေချာမဆောင်ရှောက်ကြောင်းတိုင်တာရထားတယ်လို့ဆိုပါတယ်။ဘသူတိုင်တာလဲမေးတော့ဘေးကတယောက်ကဒပီကာကိုရမဲလို့ဝင်ဖြီကစစ်စေးခွင့်ရှိတာကြောင့်အိမ်ထဲဝင်တောင်းပါတယ်။ချာလီကျမ်းမာရေးကောင်းမွန်စွာရှိနေပါမလားလို့စစ်ဆေးရင်လိုက်သောက်ကစားနေတဲ့ချာလီကြောင့်သူအမျက်တန်တို့အလှဆင်ထားတဲ့ချာလီချပ်ပလင်ရုပ်ပုံပြက်စီသွားတဲ့အတွက်ခွေးသာထက်ဝယ်ထားဖို့ခွေးနဲ့ခက်ဝေးဝေးမှသာဆက်လိတောက်ဖို့မှာခဲ့တဲ့ဒပီကာတို့ပြန်သွားတဲ့အခါဆရာဝန်စီထမှဆက်သွယ်ပြန်ပါတယ်။အဲ့ဒီနောက်တစ်ဖက်ချန်ကိုဟောင်းနေတဲ့ချာလီကိုထွက်ခေါ်နေတဲ့အသက်ရှူရခက်ကလဲသွားတဲ့ဒါမှကိုချာလီကစိုးရင်တကြီးစုံနှုတ်ခဲ့ပြီးချာလီကြောင့်ပဲရက်ကွက်ကလူနာတင်ကားခေါ်ပေးခဲ့ပါတယ်။မိသားစုဝင်မရှိဘူးလားဆိုတဲ့မေကွန်းကိုလည်းအပြေးလိုက်နေတဲ့ချာလီကိုသာညွန်ပြလိုက်ပြီးချာလီကတူးပေါ်ပြပြခတ်ကဆက်ဆန်တတ်တဲ့သခင်နောက်ကိုအန်နီရီဂျာကနေစေးရုံရောက်သည့်အထိစိုးရိမ်ကြီးသွားလိုက်တော့ခဲ့ပါတယ်။အိမ်ကနေသူရှိရာစေးရုံထိခက်ခဲပင်ပန်းသွားလိုက်လာတဲ့ချာလီကြောင့်တူးမိသားစုဝင်အဖြစ်အတူရှင်တွဲနေထိုင်မှုဆုံးဖြတ်လိုက်ပါတယ်။မနက်ခင်းတိုင်းသူ့လှုပ်သွားတဲ့အချိန်လာနိုးတက်တဲ့ချာလီရဲ့ပြုမှုတွေတီဗီကြည့်ရရင်ပျော်နေတဲ့ပုံတွေကိုသတိထားမိလာပြီးအလုပ်ပြန်ချိန်မှာချာလီအတွက်ရေခဲမှုဝယ်ကအတူကစားကြည့်ဖို့ပြင်နေစဉ်ဆရာဝန်ရောက်လာပါတယ်။သူ့ကိုနေ့စဉ်ကောင်းစားနေတဲ့ဒါမှကြောင့်ချာလီကိုမွေးသားမဲ့လူတွေခေါ်လာပြီးတာဖြစ်ပေမဲ့ကြောက်လန့်တကြားဝင်ပေါ်ရင်သူ့ကိုသာစိုက်ကြည့်နေတဲ့ချာလီကြောင့်ပေးပြချင်လို့သိမရှိတော့ပါဘူး။သို့ပေမဲ့ဘာစကားမှပြောမထွက်တဲ့လူကြမ်းကြီးဟာပန်ရှင်အသစ်တွေဆွဲခေါ်ရနောက်သူ့ကိုအကြည့်မလွယ်ပဲခေါ်ဆောင်ခံလိုက်ရတဲ့ချာလီကြောင့်တသက်နဲ့တကူဖုံးကွယ်ထားတဲ့အထီးကျန်စိမ့်တဲ့အတူချာလီအတွက်သူကိုယ်တိုင်ပရမဆုံးဝင်လာဘူးတဲ့ရေခဲမှုလေးကလည်းချာလီကိုမကျွေးလိုက်ရပဲအကြီးပြောသွားပြီဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းအရင်လိုခံစားချက်ကိုဖုံးပြီးမထားနိုင်တော့တဲ့ဒါမှတယောက်တခါမှမလုပ်ဘူးတဲ့အပြုတ်မှုတွေနဲ့နေရာတိုင်းချာလီရှိနေရပဲထင်နေပါတော့တယ်။မင်းမရတဲ့ကြားတဲ့သူနဲ့ချာလီရဲ့ပုံကိုဘေးအိမ်ကအဒရီကာဆိုတဲ့ကလေးမလေးကဆွဲပြီးလာပေးခဲ့သလိုဆရာဝန်ကလည်းချာလီကိုလွှဲပေးကြောင်းလက်မှတ်တော်ထိုးခိုင်းတာကြောင့်ပန်ရှင်အသစ်အိမ်ထံလိုက်သွားပါတယ်။အိမ်တကားခောက်လိုက်စဉ်ပွင့်နေတဲ့တကားကြောင့်အထက်ကအချွေနေကိုအကဲခတ်လိုက်တဲ့အခါတအိမ်လုံးပြောင်းဆနေအောင်လှုပ်ထားတဲ့ချာလီကြောင့်ဘဝမှာတခါမှမရှိခဲ့ဘူးလို့တဲ့ပျော်ရွှင်မှုနဲ့အတူသဘောကျသောအော်ရီရင်သူ့စီခုန်တက်လာတဲ့ချာလီကိုပျော်ပျော်ကြီးပြန်ခေါ်ခဲ့လိုက်ပါတယ်။သူ့ကိုမျက်နှာပြအောင်မလုပ်ဖို့တတိပေးထားတဲ့ဆရာဝန်ကိုလည်းဂီးမဆိုင်ပဲပြန်လာခဲ့ပြီးဝယ်နေကြနှစ်ဖေးဆိုင်ကိုပြုံးရွှင်သွားဝင်သွားတော့ဆိုင်ပိုင်ရှင်ကခွေးနာမည်ဘယ်လိုခေါ်လဲလို့မေးပါတယ်။ဒီတော့မှတညလုံးခေါင်းပူအောင်ဆင်းသားရင်သူ့ဘဝတစ်လျှောက်လုံးအဖော်ပြုကြည့်ခဲ့မှုတဲ့ရုပ်ရှင်သရုပ်ဆောင်ချာလီချပ်ပလင်ကိုကြည့်ကခွေးမလေးကိုချာလီတို့အမည်သတ်မှတ်ပြီးလိုက်ပါတော့တယ်။ဒီလိုနဲ့ဘဝကိုချာလီကြောင့်အသင့်ဒီပါပျော်ရွှင်သွားပြန်လဲစတင်လာခဲ့ပြီးအဖရိကလေးကအဖော်ဖြစ်လာသလိုတလောကလုံးကိုနောက်ကျောမှထားခဲ့တဲ့ဒါမှစီမှာတရိတ်ဆန်လေးတစ်ကောင်ကြောင့်နူးညံ့မှုတွေပြန်လဲမြင်တွေ့လာရပါတယ်။နေနေညံ့ညံ့ရည်ရွယ်ချက်မရှိအနာဂတ်မရှိပဲဘီယာတောက်လိုက်စိလိတ်ခဲလိုက်လှုပ်လာသူတယောက်ဟာနေနေညံ့ညံ့ချာလီအတွက်စဉ်းစားရင်အပြည့်အမြဲထွက်ချင်နေတဲ့ချာလီအတွက်အကောင်းဆုံးဆိုင်ကဘေးရွက်တစ်ခုဖန်တီးကလိုက်ပို့ပြီးပါတယ်။စိလိတ်တောက်တာမကြိုက်တဲ့ထိုတတ္တဝါကြီးကြောင့်ပဲစိလိတ်ဖြတ်လိုက်ပြီးဘဝမှာအကောင်းဆုံးမှတ်တိုင်တစ်ခုဖြစ်စိုက်ထူနိုင်လိုက်ပါတယ်။
သူအိမ်ပြန်မရောက်ခင်အဖော်ပြုတ်ပေးနေတဲ့ Adriga လေးဟာချာလီကိုသူမတင်ပေးထားတဲ့အတိုင်းဒါမှပြန်ရောက်လာချိန်ကြွားနေပေမဲ့ဆိုင်ကယ်သာစီးကျင်နေတဲ့ချာလီကမသိသလိုပြုတ်မှုနေတဲ့အတွက် Adriga ဝမ်းနေပြီးပြန်သွားပါတယ်စိတ်ဆိုးခြင်းအောင်ဆောင်တဲ့ဒါမှကိုကြကလေးတယောက်လိုချွဲနေရကြောင်းနောက်ရက်အပြင်လိုက်ပို့ပေးမယ်လို့ကတိပေးလိုက်ပြီးတူလို့တွားကန်ဒီတကားဝါကဖယ်မပေးတဲ့ချာလီကိုညနေစောပြန်ခဲ့မယ်လို့ကတိချက်တက်ပေးကအလုပ်ဝင်ခဲ့ပါတယ်အလုပ်ထဲမှာသူ့ထောက်ခံချက်မရလို့ယာရုနှစ်လောက်မတူပဲတန့်နေတဲ့ခရီးပါကဆိုသူကိုသူကိုယ်တိုင်ထောက်ခံပေးခဲ့ပြီးချာလီစီအမြန်ပြန်ခဲ့လိုက်ပါတယ်သူ့အမှုချင်းသူ့ဘဝကိုအစားအစာရရပြောင်းလဲပေးခဲ့တဲ့ချာလီအတွက်အိမ်ကိုစေးတုပ်ပြင်ဆင်ပေးဖို့ပြောနေရင်အစားလည်းမစားထားတာမို့ဆိုင်ငယ်ထွက်စီးဖို့တွားချောတဲ့အခါမှာနေမကောင်းဖြစ်နေမှသိလိုက်ရပါတယ်သူပြစ်ပေးထားမိတဲ့ဘောလုံးကြောင့်လို့ထင်လိုက်ပေမဲ့တကယ်တမ်းခွေးတွေရဲ့နှလုံးနဲ့အရည်ပြားမှာအဖြစ်များတတ်တဲ့ယောဂတစ်မျိုးလို့ဆရာဝန်ကရှင်းပြပါတယ်ဒါဆိုတောက်စီရဆေးပေးလိုက်လေဆိုတဲ့အခါချာလီရဲ့ယောဂကဆေးထိုးဆေးကြောင့်နဲ့ရောခွဲစိတ်လို့ဝမရတဲ့ကင်ဆာဆိုတာကြောင့်ဒါမှထိတ်လန့်သွားပါတယ်သူကိုယ်တိုင်တေချာစောင့်ရှောက်လာရတာနဲ့ဘာကြောင့်လဲမေးကြည့်တော့ချာလီရဲ့ညိုးရိုးဗီဇကြောင့်ဖြစ်နိုင်ပြီးတချို့မွေးမြူရေးသမားတွေဟာမောင်နှမချင်းမိတ်လိုက်တာဖောက်ရမှာဒါဆပေါက်ပွားခြင်းရလိုက်ကြောင့်ဖြစ်ပြီးလာဘရာဒိုဟာဒါမှထင်နေသလိုလမ်းမေးခွင်းမဟုတ်ဘူးလို့ရှင်းပြလိုက်ပါတယ်ဘဝမှာပထမဆုံးခင်တွေဘူးတဲ့တက်တော်ဝါလေးဟာခဏတောင်ဝင်ရောက်လာပြီးမကြခင်သူ့ရင်ခွင်ကထွက်သွားတော့မယ်ဆိုတဲ့အသည့်ကြောင့်ဒါမှတယောက်စိတ်နဲ့ကိုမကတ်နိုင်အောင်ဖြစ်သွားရပါတယ်နောက်ဆုံးအဆင့်ရောက်နေပြီးဖြစ်တဲ့ချာလီအတွက်ဓာတုကုတုံးအနေနဲ့အသက်ဆက်နိုင်တော့လဲနာကျင်ပြီးအသက်ရှိရှိနေရတာထက်အလင်းများနဲ့ပျော်ရွှင်သောထွက်ခွာသွားတာကအကောင်းဆုံးလို့ဆရာဝန်ကအကြံပေးလိုက်ပါတယ်ဒါတွေ့သွားခဲ့ပါပြီဒါကြောင့်အပြင်ထွက်ဖို့ပူဇာနေတဲ့ချာလီဟာသူနဲ့တူမရှိတော့တာကြာပြီဖြစ်တဲ့မိသားစုတပ်ပုံကိုပါထည့်ယူရန်လိုအပ်တာပြင်ဆင်လိုက်ပါတယ်ချာလီကလည်းသူ့ရဲ့ဆိုင်ငယ်စည်းမျက်မှန်အစာခွက်နဲ့သူ့အတွက်အရေးပေါ်ဆေးပါမချန်အသင့်ယူလာပါတယ်ရေခဲတင်ရှိရထန်သွားဖို့ဆိုင်ကယ်ကိုပြုတ်ပြင်လိုက်ပြီးချာလီအကောင်းဆုံးနေနိုင်မှုအတင်းတဲဆုံးပြင်ဆင်မဲ့အိမ်ကိုလည်းအဆုံးမရှိတဲ့နာကျင်မှုတွေနဲ့ထားခဲ့လိုက်ပါတယ်ချာလီရဲ့နောက်ထပ်တငယ်ချင်းဖြစ်သူအဒရီကာကချာလီကိုရေထဲပေးမစောဖို့နဲ့ဖန်စီကဝင်အလှပြန်ဝဲအမိပြန်ခေါ်လာဖို့မှရင်ဒါမာတို့ကိုနှုတ်ဆက်ကြံနေရစ်ခဲ့ပါတယ်ဒီလိုနဲ့ခရီးရှေ့ကြီးကိုနှစ်ယောက်တူထွက်လာကြရင်ချာလီရဲ့နောက်ဆုံးအချိန်မတိုင်မီလိုအပ်တဲ့နေရာကိုရောက်အောင်သွားဖို့ကြိုးစားပါတယ်ဒီအချိန်ဆရာဝန်ကဖုန်းဆက်ခါချာလီကိုစေကစားခေါ်လာတဲ့ကစေတူဝါကြောက်တက်တာမှတ်မိတာလို့မေးရင်ဗီဒီယိုဖိုင်တစ်ခုပို့လိုက်ပါတယ်သူလွန့်ပစ်ခဲ့တဲ့လေပတ်နဲ့ချာလီကလေးဘွားတုန်းကခွေးရောက်စားခဲ့တဲ့လူဟာဓာတ်ရုပ်ဆေးတွေအတင်းကျပ်ထိုးကန်မှတီးလိုက်ရပြီးချာလီရဲ့နာမည်ချင်းကိုလည်းကီတန်လို့သိသွားပါတယ်ထိုလူရုံမာရဲ့အချက်လက်ကိုပါသိရပြီဆိုတာကြောင့်မရောက်ရအောင်ပြန်သွားကချာလီကြောင်းလိုက်နေတဲ့ထိုလူဟာနှစ်ယောက်ပေါင်မြေကြီးတဲ့ထက်မြုပ်ပြီးအမတ်တရဓာတ်ပုံရိုက်ယူခဲ့လိုက်ပါတယ်ဒါမှကြောင်းလာဆုံသန်းနေတဲ့တပ်ပီကတယောက်ဒါမှရောက်နေတဲ့နေရာနဲ့ခွေးတွေခူးရောက်နေတဲ့နေရာကအတူတူပဲမှုလိုက်သွားပါတယ်ဒူမစိတ်ထင်ဒါမှဟာလည်းချာလီကိုနှိမ့်ဆက်နေတဲ့တရက်ခန့်ပဲလို့မှတ်ယူကဒါမှတို့သွားနေတဲ့နောက်ကိုလိုက်သွားပါတယ်ခရီးတော်ရောက်နေပြီဖြစ်တဲ့ဒါမာတို့ဟာညာအိပ်ဖို့ဟိုတယ်လိုက်ရှာပေမဲ့ဟောင်တက်တဲ့ပတ်လက်မခံဘူးဆိုတာကြောင့်အာမခံနေတော့လဲနှင်းတောင်ပကြီးကားကိုမြင်ပြီးထအောင်နဲ့ချာလီကြောင့်မောင်းထုတ်ခံလိုက်ရပါတယ်ချာလီစိတ်ဝင်စားကြည့်နေတဲ့ဆိုင်းမို့ကြောင့်အကြံရတာနဲ့ခွေးနဲ့ခရီးထွက်နေရတဲ့မျက်မမြင်တယောက်အဖြစ်လေးလဲခဲ့တာမို့တဲခုခွင့်ရတော့ပါတယ်နောက်ကလိုက်နေသူဒဗီကာကလည်းဒါမာတို့နဲ့တနုတွေရောက်လာပြီးအခြားတဲခုကန်တစ်ခုမှဝင်လာနေပါတယ်ချာလီနဲ့ဒါမာတို့ကတော့ဘဝမှာတခါမှမခံစားဘူးတဲ့လွတ်လပ်မှုကိုအတူခံစားရင်ကြုံရလူလန်းကြုံတင်ကခရီးတက်ဆက်နေကြပါတယ်တရက်ဆိုင်နဲ့ဈေးဝင်မဲ့ဒါမှတယောက်ချာလီကိုအပြင်ကဖလိုင်ယာစင်တစ်ခုမှကြိုးချီပြီးထားခဲ့ပါတယ်ဒါကိုကြွမြင်ပြီးလိုက်ဖမ်းတဲ့ချာလီကြောင့်နောက်ကဖီယိုဖျဲပြေးလိုက်ရင်စားသောက်ဆိုင်တစ်ခုကပန်အိုးကိုရဲကားပေါ်ပစ်ချမိတဲ့ချာလီကြောင့်လူရောခွေးပါအချုပ်ထဲရောက်ကုန်ပါတယ်ဒီချိန်နောက်ကတောက်လျှောက်လိုက်လာတဲ့ဒဗီကာကရဲစကန်နဲ့ဝင်လာပြီးခွေးကသူမခွေးမှုခွေးတကူဒါမာကိုအမှုဖွင့်တင်တယ်လို့ဝင်ပြောပါတယ်ရဲကားပြင်မှုလိုနေတဲ့စကန်မှုလဲဒါမာစီကပတ်စံတောင်းမရတာနဲ့ခွေးပန့်ရှင်ဆိုတဲ့ဒဗီကာထံကဒဏ်ကြီးတောင်းယူပါတယ်ဒဗီကာကတော့ဒါမှရိုက်နှက်ခဲ့တဲ့ခွေးတစ်ခုနဲ့ဒါမှဟာတကိုင်းနဲ့လိုယူဆပြီးဖမ်းဆီးခြင်းနေပေမဲ့အလင်းပြန်ပစ္စည်းမင်းရင်စောကျင်နေတဲ့ချာလီကိုအတုံးချကစခန်းမှုကိုဒုက္ခပေးလိုက်တာကြောင့်အကုန်မောင်းထုတ်ခံလိုက်ရပါတယ်အခုထိဒါမှကိုမယုံကြည်သေးတဲ့ဒဗီကာကလည်းချာလီနဲ့တူလိုက်လာမယ်ဆိုတာကြောင့်တခီးတဲ့ဖြစ်လာပါတယ်သူ့ကိုအထင်လွဲပြီးမယုံတင်ကဖြစ်နေတဲ့ဒဗီကာကိုတက်တည်ပြဖို့အတွက်လမ်းမှာဆင်းလိုက်ပြီးချာလီကိုကြည့်လိုက်ရုံနဲ့တခင်စီတန်းနေအောင်လိုက်သွားတဲ့ချာလီကြောင့်ခွေးကိုဘသူကနှိမ့်ဆက်နေလဲလို့မိလိုက်ပါတယ်ဒီတော့မှဖုန်းဝင်လာပြီးခွေးကြံပိုင်ရှင်ကိုဆုံးမခဲ့တာဒါမှကိုယ်တိုင်ဖြစ်ကြောင်းပြောပြတဲ့အခါသူမနားလည်မှုလွဲသွားကြောင်းသိလိုက်ရပါတယ်အထဲမှာအိပ်ပျော်နေတဲ့ချာလီဟာသူကြားလိုက်တဲ့အတန်ကစသူသခင်ဒါမှဟုံးမနေရင်ဒါမှရဲ့အနားမှာသာသွားအိပ်တတ်ပါတယ်ဒီလိုနဲ့ဒဗီကလည်းချာလီတို့နှစ်ယောက်ကြားကဆက်ဆံရေးကိုနားလည်သဘောပေါက်လာပြီးနောက်တည့်ရက်လေရင်ချိန်မတိုင်မီဒါမှတို့နဲ့ဆက်လိုက်လာပါတယ်လမ်းမှာလေဒီစီးနေတဲ့လူတွေကိုတွေ့ပြီးဟောင်းနေတဲ့ချာလီကြောင့်လက်ချက်ငွေနှဲပါနေပေမဲ့ချ
လီလိုသမျှလိုက်ရောရန်ဦးတည်လိုက်ပါတယ်။သို့ပေမဲ့ခွေးပြေအဖော်တယောက်ပါမှစီးကွင်းရမှာမို့အမြင့်ကြောက်တဲ့ဓာမအလှည့်ကျလာပါတယ်။ချာလီသဘောကျနေတဲ့ထူအခိုက်တန့်လေးဟာသူတို့နှစ်ယောက်အထူရှိနေမဲ့လက်ကျန်ဘဝတဲကအရေးပါတဲ့ခရီးတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ဓာမရဲ့ပြီးမှပိုးလိုပတ်လက်အိတ်နေတဲ့ချာလီကိုကြည့်ရင်ခွေးတွေဟာသူတို့လုံခြုံတယ်လို့ခံစားရကြတယ်။သို့မဟုတ်တန်ရောတဲ့ရှိတဲ့တစုံတစ်ယောက်နားမှာထိုသူအိတ်တဲ့ကြောင်ဒဗီကာကရှင်းပြပါတယ်။ဒဗီကာအိမ်ပြန်ကန်နီးပြီမို့ဆိုင်ကယ်ဘေးရွဲဟာချာလီရဲ့ပိုင်တင်ဖြစ်ပြီဆိုတဲ့အကြောင်းပြောနေစဉ်နေမတိထိုင်မသာဖြစ်နေတဲ့ချာလီရဲ့အပေါ်ဓာတ်ကိုချုပ်ပေးလိုက်တဲ့အခါကင်ဆာကြောင့်အမွှေးများသောကျွတ်နေရကိုစိတ်မကောင်းတော့မြင်လိုက်ရပါတယ်။အကြောင်းမသိပဲစူညံပူညံလုပ်နေတဲ့ဒဗီကလည်းချာလီရဲ့စိတ်မတန်ဖိုင်ကိုမြင်တဲ့အခါမှဒါမှခံစားနေရတာကိုနားလည်တော့ပါတယ်။ဒါကြောင့်အိမ်ပြန်မဲ့ခီးစဉ်ကိုထပ်မံရက်ရွှေ့လိုက်ပြီးချာလီကိုကူညီပေးခဲ့ပါတယ်။ရေခဲမုံအလွန်ကြိုက်တယ်လို့ထင်ထားပေမဲ့တကယ်တမ်းချာလီကြိုက်တာနှဲနေမှုတခုခုမဖြစ်ခင်သူအဲ့ဒီနေရာကိုအရောက်သွားခြင်းကြောင့်ရင်ဖွင့်ပါတယ်။နောက်တစ်ရက်ဒဗီကာရဲ့ကူညီနဲ့ကာရှင်ရိုင်းဆိုတဲ့ခီးသွားမဂဇင်းကလူတစ်ယောက်ဟာဒါမှနဲ့ချာလီတို့အကြောင်းသတင်းမှဖော်ပြခြင်းနဲ့ဆိုတာနဲ့ချာလီနဲ့စတင်တွေ့ဆုံစဉ်ကနေလက်ရှိအချိန်ထိအကြောင်းစုံပြောပြလိုက်ပါတယ်။နောက်ဆုံးတော့အိမ်ပြန်ချိန်တန်လာပြီးဖြစ်တဲ့ဒဗီကာလည်းသူတို့နှစ်ဦးကိုနှုတ်ဆက်သွားခဲ့ပြီးမို့စိတ်မကောင်းဖြစ်နေတဲ့ချာလီကိုနှစ်သိမ့်ပေးရင်နှစ်ယောက်တည်းခီးဆက်လာခဲ့ပါတယ်။ဒီချိန်ဆိုင်ကပြတ်သွားပြီဖြစ်တဲ့အတွက်သွားလို့ရကိုဖြစ်အောင်သွားဖို့စိတ်ကူးနေချိန်လက်ဘရာဒေါပန်ရှင်တယောက်ကချာလီတို့ကိုလမ်းကြုံခေါ်တင်လာပါတယ်ခရူပတ်လို့အမည်ရတဲ့ခွေးလေးတစ်ကောင်မွေးပြီးစဉ်ကတည်းကမိမကနောက်တစ်ယောက်နဲ့လိုက်ပြေးသွားတဲ့ထိုလူရဲ့အိမ်မှာရဲနှဲငယ်နေခဲ့ပြီးချာလီနဲ့ခရူပတ်တို့နှစ်ကောင်ဟာလည်းအတော်လေးတန်ရောတင်ရှိလာကြပါတယ်သို့ပေမဲ့ဒါမှဆိုင်ရမဲ့ခရီးအတွက်ဗန်စီဆိုသူကဆိုင်ငယ်ပြင်ပေးခဲ့တာမို့သူ့လက်ချံပတ်စံအချို့ကိုမသိအောင်ထားပေးခဲ့ပြီးနောက်ထပ်အသည့်ကျွမ်းတွေကိုသူရောချာလီပါနှုတ်ဆက်ခဲ့ရပြန်ပြီဖြစ်ပါတယ်လမ်းမှာတော့ဗန်စီပေးလိုက်တဲ့ဖိတ်စာနဲ့Nation နဲ့ခွေးပြန်ပွဲဝင်တန်းဖို့စဉ်းစားလိုက်ပါတယ်။ထိုပွဲကိုတရိတ်ဆန်ဆော့ရှော့ရေးအရာရှိဖြစ်တဲ့ဒဗီကလည်းတက်ရောက်လာပြီးအကဲဖြတ်နေရာမှာအလေးချင်းမရှိပဲတန်ပွဲကိုဝင်တန်းမဲ့ဒါမာရုနှစ်ယောက်ကိုတွေ့ကတအံ့တော်နဲ့ကန်ကောင်းပါစေလို့ဆုတောင်းပေးပါတယ်။အားလုံးကတူးညောင်းကက်ချင်းလှပသောအမြင့်ခုန်ခြင်းနဲ့ရှင်ပြိုင်နေကြချိန်မှာဒါမာရဲ့ချာလီကတော့တစ်ဖက်ကခွေးသာကျွမ်းတာကိုမျက်တောင်မခတ်စတန်ကြည့်နေပါတယ်။ဒီလိုနဲ့သူတို့လက်ကြလာတော့ဂျိုးကလှုပ်ပေးလိုက်တဲ့ချာလီဟာသူသဘောကျနေတဲ့ခွေးသာကျွမ်းတာပုတ်ထန်တန်းနေအောင်ပြေးပါတော့တယ်။ဒီတော့ပြန်ပွဲအကဲတဲ့သူတယောက်ကကိုခွေးကိုတော့မထိန်နိုင်ပဲအချိန်နာဖြုံးနေရလားလို့မေးရင်သူတို့ကိုလှောင်ပြောင်နေရမှုချာလီကဟောင်မာတော့တယ်။ပွဲကြီးစင်ပေါ်ကအကျိုးလေးကင်ထားတဲ့ကလေးမလေးကြောင့်အိမ်နီးချင်းအာဖရိကကိုတတိယလိုက်ပြီးချာလီကိုတိတ်တိတ်နေရအကျယ်ကြီးအော်ပြောလိုက်ပါတယ်။အဲ့ဒီနောက်အိတ်တာစားရအပြင်ဘာလို့တက်သေးလဲဆိုတဲ့မေးခွန်းနဲ့အတူစိတ်ဆိုးခြင်းဟန်ဆောင်လိုက်တဲ့ဒါမာကိုချာလီတကောင်နီးမျိုးစုံနဲ့လဲချော့ပါတော့တယ်။ဒါကအာဖရိကလေ့ကျင့်ပေးထားတဲ့ပုံစံတိုင်းအခြားခွေးတွေနဲ့မတူတဲ့ချာလီရဲ့အမူအကျင့်တစ်ခုဖြစ်ပြီးမတော်တဆဖြစ်သွားဟန်တူတဲ့သူ့သခင်ကိုလှုပ်နှိုးပုံတွေကပရိသတ်အတွက်သဘောကျစရာဖြစ်လာပါတယ်။အဲ့ဒီနောက်ပုံမှန်20တန်းကိုအမြင့်ဆုံးထားကတစ်ဖက်မှာရက်နေလိုက်ပြီးသူ့စီလိုက်ရအချက်ပြလိုက်တဲ့အခါချာလီကဘယ်ပြန်ပွဲဝင်ခွေးမှမခုန်ခဲ့တဲ့အမြင့်ကိုကြောလွန်အောင်ခုန်နိုင်ခဲ့တဲ့အတွက်သူတို့နီးသူတို့ဟန်နဲ့ဖြောပြရင်ပြန်ပွဲကိုအနိုင်ယူလိုက်ပါတယ်။အမတ်တရားတွေကိုအကန့်လိုက်အယောင်ချေထားတဲ့ဘဝဆိုတာကိုကန့်သက်ချက်တစ်ခုတည်းနဲ့နေထိုင်ခဲ့တဲ့ဒါမှအတွက်လည်းချာလီကြောင့်နဲ့အရာရာနားလည်သာပြုလာခဲ့ပြီးကဘာပြည့်တီရအောင်ချီဆက်မဲ့ဒီခီးမဆုံးမှုဆုတောင်းနေမိပါတယ်။တဖြည်းဖြည်းချာလီအတွက်လိုအပ်တဲ့ဆေးတွေကိုဝယ်ယူနေရတဲ့ဒါမှအတွက်ငွေကုန်တလောက်ဖြစ်လာနေပြီမို့လမ်းဘေးမှာအိမ်ရင်ဖြတ်တန်းခဲ့ရပါတယ်။ငွေရဖို့သူ့လှုပ်ထန်ဆက်သွယ်တော့လဲဖုန်းဝါကုန်ပြီးအဆက်အသွယ်ပြတ်သွားပြန်ပြီမို့လမ်းဘေးဆိုင်တစ်ဆိုင်ကိုဝင်ကခွေးအတွက်အစာနဲ့ပေးဖို့ဖုန်းရောင်းခဲ့ပေမဲ့ဆိုင်ပန်ရှင်ကအလကားလူတန်းပေးခဲ့ပါတယ်။ဆက်လက်တောက်ကန်လို့မရတော့တဲ့အခြေအနေမို့ဆိုင်ငယ်နဲ့ဘီရွဲဖို့ရာသလောက်သီးနဲ့ရောင်းကချာလီကိုလက်ခဲဖို့ခေါ်ပေမဲ့သူ့ဘီရွဲဖို့ကမခွာခြင်းဖြစ်နေပါတယ်။ဒီလိုနဲ့ဆိုင်ငယ်မရှိတော့တဲ့နှစ်ဦးသားလိုရာခီးကိုချင်းလင်းဆက်လိုက်ကားညုံစီးလိုက်နဲ့ချာလီရဲ့ပန်းနိုင်စီပို့ပေးဖို့ကြိုးစားခဲ့ပါတယ်။လမ်းမှာအခြေအနေဆိုးလာတဲ့ချာလီအတွက်ဒိုင်းရင်ကုသမှုခံယူတဲ့အခါချာလီချံမှာကိုဝင်ရှိနေပေမဲ့ယောဂနဲ့အတူတားပေါက်လေးတွေလည်းမရှင်းနိုင်တော့ဘူးဆိုတဲ့အတွက်ချာလီရဲ့လွမ်းပြေကိုပွားလေးတွေကိုတော့လက်မခံနိုင်တော့မှတီးလိုက်ရပါတယ်။ကိုအတွက်ကိုတော့စုတောင်းခြင်းမျိုးမပြုတ်ခဲ့ဘူးတဲ့ဒါမှချာလီငိမ့်ညံ့စွာကြော်ဖြတ်နိုင်မှုစုတောင်းပြီးချာလီအန်ရကင်းနေဖို့ဂျုံကြည်မှုတစ်ခုအတွက်အဆောင်တွေဝယ်ယူဝတ်ဆင်ပေးခဲ့ပါတယ်။သူ့ပေါ်ဘလောက်ထိချစ်တယ်လဲဆိုတဲ့မိကုန်းကိုလည်းစကားမပြောတတ်တဲ့ချာလီကအကောင်းဆုံးမူရနဲ့ဖော်ပြခဲ့ပါတယ်။ယောဂအခြေအနေတဖြည်းဖြည်းဆိုးလာတဲ့ချာလီအတွက်သူနှစ်သက်တဲ့နေရှိရထံအရောက်ခေါ်လာပေးခဲ့တော့လဲမြေပြိုလို့လမ်းတွေပိတ်ထားတယ်လို့ဆိုပါတယ်။ချာလီရဲ့နောက်ဆုံးအချိန်မြောက်ခင်ရပ်ပေါင်းများစွာကြော်ဖြတ်လာရတဲ့ခီးမှုသူ့ခွေးအတွက်နောက်ပြန်မလဲနိုင်ကြောင်းဒေါသကြီးပြောဆိုနေတဲ့အရာရှိတယောက်ရောက်လာပြီးအခြေအနေကိုမေးပါတယ်။နေမကောင်းတဲ့သူ့ခွေးအတွက်နှင်းနေကိုဒီနေ့မှမပြရရင်နောက်ကျသွားနိုင်ကြောင်းတော်တော်မှန်မှန်ပြောတဲ့အခါစစ်တပ်စခန်းချရာထံခေါ်သွားပါတယ်။ချာလီနဲ့ဒါမာတို့ရဲ့သက်လန်းကိုတီးပြီးသားအရာရှိကစစ်တပ်ထဲမှာခွေးလေးတွေနဲ့နှိုင်းရှင်ပြီးကြံခဲ့သူနဲ့ခြံခဲ့သူမှာကြံခဲ့သူကသာတာဝန်မကျေသိမ်းတဲ့ခံစားရတဲ့ကြောင့်နားလည်ပေမဲ့ရေပြိုမှုကြောင့်လမ်းတော်ဆိုး
နေတာမို့အခြားနေ့နဲ့ရှိမဲ့နေရထံသွားနိုင်အောင်စီစဉ်ပေးမယ်လို့ဆိုပါတယ်။သူနဲ့ချာလီအကြောင်းကိုဘယ်လိုသိနေလဲမေးတော့ဒါဗီကကျေးသူနဲ့မဂဇင်းမျက်နှာဖုံးမှာပါဝင်နေတာဖြစ်ပါတယ်။မနက်တရကက်ရှ်မီးယားဒေသကိုသွားရင်နေ့မြင်နိုင်မယ်လို့ဆိုပေမဲ့ချာလီရဲ့အသက်ရှူတန်တွေကအချိန်ဘလောက်မှမကြံတော့ကြောင်းဇက်တိုက်အသိပေးနေပါတယ်။ဒါကြောင့်နွေးနိုင်လောင်းမဲ့အဝတ်စားချုနဲ့ချာလီကိုကြောဘူးကစစ်တပ်စခန်းကနေအလံဝင်းလုံးနဲ့နှင်းတောင်ပေါ်တက်လာခဲ့လိုက်ပါတယ်။စားတင်ကြလာပြီဖြစ်တဲ့နှင်းပွင့်နေကြောင်းချာလီကိုအသိပေးရင်အားရဝမ်းသာပြေးတက်သွားတဲ့အခါသူ့ဘဝမှာပထမဆုံးတွေ့ဘူးတဲ့နှင်းတနည်းအားဖြင့်ချာလီသိချစ်တဲ့နှင်းတော်ကိုစားတင်မြေတွေ့လိုက်ရပြီမို့ချာလီကိုလွတ်ပေးလိုက်ပါတယ်။ဒါမှကိုတစ်ချက်ပြန်လဲကြည့်လိုက်တဲ့ချာလီကသူကစားကျင်တဲ့နှင်းနေကြတယ်။ကြံရှိသမျှအင်အားသုံးပြေးသွားခဲ့ပြီးဒါမှကိုပါအတူစောက်ကစားရန်လာခေါ်တာမို့နှစ်ယောက်သာတလောကလုံးကိုမေ့ပြီးပြေးသွားနေခဲ့ပါတယ်။ဘဝရဲ့အချိန်တော်တော်များများကိုနေရအနှဲငယ်နဲ့သာကုံဆုံးခဲ့ရသူဒါမှအနေနဲ့လေချာလီဘဝထဲရောက်လာတဲ့အချိန်ကစလို့ပျော်ရွှင်ခြင်းဝမ်းသာခြင်းနဲ့ဝမ်းနည်းခြင်းဆိုတဲ့ခံစားချက်တွေကိုထွေးပိုင်ရင်မကြခင်ထွက်သွားတော့မဲ့ချာလီအတွက်အဖမ်းကုန်ပြီးဆက်နေပါတော့တယ်။အလင်းမီလိုက်တဲ့ချာလီရဲ့အပျော်ခီးစဉ်အောင်မြင်ပြီးတဲ့နောက်ချာလီနဲ့သက်ဆိုင်သူတွေထံနှုတ်ဆက်ခွင့်ရဖို့အိမ်ပြန်တော့မှာဖြစ်ပါတယ်။ဒါပေမဲ့အိမ်ပြန်ရောက်သွားတဲ့အိမ်မက်ကနိုးလာပြီးမှသူ့ဘေးကမခွာတတ်တဲ့ချာလီကိုအိမ်ရထဲမှာမတွေးတော့တာနဲ့အပူတပြင်းလိုက်ရှာပါတော့တယ်။ခေါင်းနဲ့မျက်လုံးနဲ့ပေါ်လာတာကရှေ့တက်မှာရှိနေတဲ့နှင်းအောင်ကြီးမို့ချာလီနာမည်ကိုတတွင်တွင်အော်ခေါ်ရင်းပြေးလိုက်သွားခဲ့ပါတယ်။ချာလီရဲ့ခြေရာတွေကြောင့်ပုံမှုစိတ်ပူပြီးပြေးလိုက်သွားရင်ကနေတောင်ပေါ်ကအိမ်လေးတစ်လုံးရှိမှသူ့ကိုထိုင်ဆောင်နေတဲ့ချာလီကိုမြင်လိုက်ရပါတယ်။သူ့ပေါ်လေးကန့်တော်တက်လာတဲ့ချာလီကိုပွေ့ဖက်လိုက်ပြီးချီးရသူအားလုံးကိုဆုံးရှုံးခဲ့ရပြီးဖြစ်တဲ့သူ့အတွက်ချာလီကိုတော့တနည်းနည်းနဲ့ရအောင်ကဲကျင်တယ်လို့ရည်ရွယ်နေပါတယ်။ဆရာဝန်တွေစုတောင်းတွေအပြင်သူ့ကိုယ်သွမ်းညံသွမ်းရှိသလောက်နီးတန်းတွေလိုက်စင်သားခဲ့ပေမဲ့အဖေမရှိတော့တာမို့ရင်နာတယ်လို့ပြောရင်ဖတ်ငုံမိလိုက်ပါတယ်။ထို့အချိန်အဖရိကလေ့ကျင့်ပေးထားသလိုကျေးဇူးတင်ပါတယ်ဆိုတဲ့အပြုအမူကိုလုပ်ပြလာတဲ့ချာလီကြောင့်အချိန်တွေသာနောက်ပြန်လဲလို့ရခဲ့ရင်ချာလီကိုစားတွေ့စဉ်ကတည်းကချာလီဖြစ်ချင်တဲ့အတိုင်းအပျော်ရွှင်ဆုံးထားနိုင်ခဲ့မှာဖြစ်ပြီးခဏတာဖြတ်တန်းလာတဲ့အခိုက်အတန့်သူတတိမထားမိခဲ့စဉ်ကတော့သူ့အပေါ်ယုံကြည်နေခဲ့တဲ့ချာလီရဲ့ပုံရိပ်တွေကိုမြင်အောင်လာရင်ယူကျုံမရဖြစ်နေမိပါတယ်။နောက်ဆုံးတော့အဖရိကရေးဆွဲခဲ့တဲ့ပကြီးကားတဲ့ကအိတ်လေးထံအခက်အခဲများသောတောက်ခံကြော်ဖြတ်ခဲ့တဲ့ချာလီယာသူအယုံကြည်ရဆုံးသူ့သခင်ရဲ့လက်ထဲမှာငြိမ်သက်သွားခဲ့ပြီဖြစ်ပါတယ်။ခွေးလေးတစ်ကောင်ရောက်လာတဲ့လူသားတယောက်အတွက်ကံကောင်းခြင်းတွေစတင်လာတဲ့ဆိုတော့လေထိုခွေးလေးပြန်ထွက်သွားတဲ့အခါကြံရည်သူလူသားအဖို့မခံမရနိုင်သောနာကျင်မှုတွေကိုခြံသွားခဲ့ပြီဖြစ်ပါတယ်။ယူကျုံမရဖြစ်နေသူဒါမာရဲ့နားထဲမှာတအီညီးနေတဲ့ခွေးတန်ကြောင့်အိမ်ထဲကိုဝင်ရှာတဲ့အခါချာလီရဲ့မျိုးဆက်တက်လေးတစ်ကောင်ဖြစ်နေပါတယ်။ဒါဟာချာလီမရှိဘဲမနေနိုင်မှသိတဲ့သူအတွက်ချာလီဟာသူမမျိုးဆက်လေးနဲ့အတူကံကောင်းခြင်းတွေထပ်မံချန်ရစ်ခဲ့တယ်ဖြစ်ပါတယ်။လာအနေငယ်ကြပြီးတဲ့နောက်ဒရိဆာမချစ်တတ်တဲ့ဓာမတယောက်ချာလီကြောင့်ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီးချာလီရဲ့မတရားအနေနဲ့ချာလီလိုပိုင်ရှင်မဲ့ခွေးလေးတွေထပ်မံမပေါ်ပေါက်လာသေးရန်ရွယ်ကဒရိဆန်ကဲတဲ့ရေးစင်တာတစ်ခုကိုဖွင့်လှစ်လိုက်ပါတယ်။